ကျွန်တော်တို့ရဲ့ဘဝမှာဗျာခက်ခဲပင်ပန်းလာတဲ့အခါစမပြေဖြစ်လာတဲ့အခါရင်ဖွင့်ဖို့အတွက်တစုံတစ်ယောက်လိုအပ်လာတဲ့အခါကိုနီနာပတ်ဝန်းကျင်ကသူတွေကိုကိုရဲ့နာတရားတွေကိုရဲ့ဒဏ်ရာတွေကိုလိုက်ပြပြီးတော့ကုစားခြင်းနေခဲ့တဲ့ခိတ္တတွေရှိတယ်ဗျာဒါပေမဲ့ကိုရဲ့နာကိုရဲ့ဒဏ်ရာကိုလိုက်ပြနေရင်းနဲ့ပူပြီးတော့ခံစားလာရတဲ့ဖြစ်ဖြစ်တွေရှိတယ်ဗျာငါကတော့ဒီလိုစမပြေလို့အများတန်းသူတစ်ပါးကိုလိုက်ပြောနေစိတ်သက်သာရလာမလားဆိုပြီးတော့လူတကာကိုရင်လိုက်ဖွင့်နေရင်းနဲ့ကျွန်တော်တို့ရဲ့ဒဏ်ရာတွေမပြုတ်လာတဲ့ပြင်ပူပြီးတော့ဒဏ်ရာကပိုနဲ့လာသလိုဖြစ်လာတယ်ဗျာဘုံမှာဗျာကိုကစားသူတစ်ပါးကိုရင်ဖွင့်နေပေမဲ့ကိုချင်းစာပေးမဲ့သူတယောက်မဟုတ်ဘူးဆိုရင်ကိုပြောပြတဲ့စကားတွေကိုရဲ့ဒဏ်ရာတွေကဒဏ်ရာပေါ်မှာဒဏ်ရာဆက်ဖို့ဒဏ်ရာတွေပြန်ပေးဖို့သူတို့ဝင်မလေးတတ်တဲ့သူတွေကိုရင်ဖွင့်မိရင်ဗျာပို့ပြီးတော့နာကျင်ကြေကွဲရတယ်ဗျာဒါကြောင့်မို့ကျွန်တော်တို့အားငယ်တိုင်းထီးကြံတိုင်းစိတ်တကြတိုင်းကိုရဲ့ဒဏ်ရာတွေကိုသူတစ်ပါးကိုစိတ်သက်သာရမလားဆိုပြီးတော့လူတကာကိုလက်မပြောပါနဲ့ဗျာဒါတော့ကျွန်တော်ကိုယ်တိုင်ကြောင်သူလို့ပြောတာနော်တချို့ကကိုချင်းစာပေးတဲ့သူတွေရှိသလိုတချို့ကကိုချင်းမစာနာတဲ့ပြင်ဒါလေးတောင်မခံနိုင်ဘူးလားဒါလေးတောင်ယောက်ျားလောက်ပြီးတော့ဒါလေးတောင်ခံနိုင်ရင်မရှိဘူးလားယောက်ျားလောက်ပြီးတော့ငိုရသလားကွာရှက်လည်းမရှိဘူးအဲ့လိုစကားလုံးတွေနဲ့ကိုထိုးနှက်မဲ့တွေကခက်များဗျခါကြလေရထမ်းမှတိတ်ထားရင်ဒဏ်ရာကအဲ့ဒီဒဏ်ရာလေးတိုင်းပဲရှိနေမှာဗျာသူတစ်ပါးကိုရင်ဖွင့်လိုက်တဲ့ချိန်မှာကိုရဲ့ဒဏ်ရာတွေကပိုကြီးလာသလိုသူတို့ထုံနဲ့ကြလိုက်မယ်ဒါတော့ဦးတကားကိုလည်းမပြောပါနဲ့ကိုတကယ်ယုံကြည်ရတဲ့သူချစ်ခင်ရတဲ့သူဆိုရင်ကိုစိတ်သက်သာရမယ်ဆိုရင်တော့ရင်ဖွင့်ပါဒါပေမဲ့လူတကာကိုတော့ရင်မဖွင့်ပါနဲ့ဖိတ်နေမှာအတင်ထားခင်ဗျားနဲ့တူထီးချက်အားငယ်စင်ပြေမှုတွေလူတိုင်းကြုံနေရတယ်ဆိုတာကိုကောင်းထဲမှာအမြဲတမ်းတွေးထားပါခင်ဗျားတယောက်တည်း